အမှန်တများအဘရှိမှာပဲခွင့်တောင်းပြီးမှလှုပ်ဆောင်ကြီးဖြစ်ပါတယ်အဘခွင့်ပြုပေးပါကျော်လင်မိုးလားမင်းအခုဗမာလဲမင်းအခုဗမာလဲမင်းအခုဗမာလဲပြောပေးဗမာလဲမင်းကိုခေါ်ဖို့အတွက်လုံးဝမလို့ပြောပေးဗမာလဲမင်းကပြောပေးဗမာလဲပြောဗမာလဲပြောမဟုတ်မင်းတို့ကုသကောင်းမှုလုပ်ပေးမလို့မင်းနေတာဘာမှမဟုတ်မင်းဖမ်းချုပ်ဖို့လည်းမဟုတ်ဘူးဆရာမကြီးမင်းတို့မျိုးနဲ့မင်းတို့ဖြစ်တာမလို့ဗမာလဲမင်းဗမာနေတယ်လို့ဟမ်ဆရာမကြီးပြောဗမာနေလေမင်းရဲ့ဖြစ်ကြောင်းပုံစံမျိုးပြောခဲ့လေဒါမှငါလည်းဒီမှာပြောလို့ရမှာလေဗမာလဲသားဗမာနေတာလေဗမာနေလေဟမ်ဗမာလဲပြောဗမာလဲဗမာလဲအဘနှုတ်ဖွင့်ပေးပါဦးဖာကိုမျိုးနှုတ်ဖွင့်ပေးပါဦးကဲဖွင့်ရပြီပြောလို့ရပြီပြောဗမာလဲပြောလို့ရပြောဗမာလဲပြနော်လေအေးပြောဟိုဝေးရစွစွလေးမှာတိလားအုံးပင်လေရိတ်လေးတဲ့အောက်လေးမှာနေနေရဟုတ်တယ်စမိုက်ပြောထားတယ်မြင်လို့ခုနကတော့ကလေအုံးမိရှိရဲ့အဲ့အုံးမိမှာနေလို့ပြောထားပေးတယ်လေဒါအခုမှမင်းကပြောတာဟုတ်လားစမိုက်ပြောတဲ့နေရာဟုတ်လားအဲ့ဘယ်နေရာလဲမန္တလေးစွစွနားလောက်လေးမှာပါအစီဆိုင်ရှစ်တောက်တစ်ဖက်လေးနားမှာပါအေးအဲ့ကြောင့်စမိုက်ရမြင်လိုက်လို့လေအုံးမိကိုပြလိုက်တော့အဲ့အုံးမိကိုအုံးမိမှာရှိတယ်လို့မင်းရဲ့အတော်တွေလားဘလို့တော်လဲမသိဘူးငါတို့ပြောပေးထားပါတယ်ငါပြောပေးထားပါတယ်သူအုံးမိမှာရှိနေနော်လို့ငါပြောပေးထားပါတယ်ဒါဆိုမင်းအဲ့မှာရှိနေတာပေါ့တွေ့ချင်လို့ပါကျွန်တော်အေးအဲ့ဒါခေါ်ခိုင်းလေမင်းလာလို့ရအောင်ခေါ်ခိုင်းလေကျွန်တော်ကမလာလို့မရလို့ပါအမှန်ပဲနေနေသူကတော့လာတွေ့နေရတာဟဲ့အေးအဲ့ဒါဆိုလို့ရှိရင်ဆမပြောတာကမင်းတို့မင်းအမေနဲ့မင်းအကိုဒီဘက်ကိုဒီကိုလာလို့ရအောင်မင်းမရှိသားလို့ရအောင်လို့ဆမကြီးကဆောင်ရွက်ပေးလို့ပဲရမှာလေဆမကြီးလည်းခေါ်လို့မရဘူးလေဆိုင်ရပရပုဂ္ဂိုလ်တွေနဲ့ခေါ်ရမှာလေအဲ့ဒါမှမင်းကျွတ်မှာဗောတာလူခေါ်ပြီးမင်းအဲ့တပီမှာရေရှိကြီးလည်းမလွယ်ပါဘူးကွာအေးအဲ့ဒါဆမကြီးကအုံးမိပြနေတယ်သူအုံးမိမှာနေရတယ်လို့ပြောနေတာဟုတ်တယ်မလားမင်းကလည်းအုံးမိဆိုတော့ပြီးသွားပြီဇလက်ကြားတဲ့အတိုင်းပဲနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဟုတ်ပြီ啊，我都不要说。ကျွန်တော်မေးတာပြောပေးပါဗျာကျွန်တော်မေးတာပြောပေးပါဘာပြောပေးရမင်းတော်လေးနားမှာရှိနေတယ်ပြန်ခေါ်ရမှာလားမင်းကိုခေါ်ပေးရမှာလားအဲ့လိုလားခေါ်ရမှာလားဟုတ်ကဲ့ခေါ်ပေးတာအရှိပါအေးဟုတ်ပြီနော်ဒါတော့ကိုယ့်အကူပဲစဉ်းစားကြပါနော်အဲ့ဆိုဆမာကြီးတို့ဒါဆမာကြီးပြောလို့ရှိရင်တော့ပြောလို့တော့ရတယ်ဒါပေမဲ့မင်းတို့ရင်ထဲမှာဟိုလက်ခံရှိနေတာပြောပေးကိုကြီးကြီးကဆရာမကြီးပြောတာမဟုတ်ဘူးကိုယ်တိုင်ဝင်ပြောနေတာဆိုတော့လက်ခံတဲ့လက်မခံတဲ့စဉ်းစားပါနော်အဲ့ဒါကိုပြောပြတာပါလုပ်လို့ရရင်လုပ်ပြီးလိုက်ကိုကြီးသွားလာနေတာသူတို့အကိုရတော့တူနေကြတယ်လေဩဟုတ်လို့လားကဲအဲ့ဒီအုံးမရနေပြီးတော့တို့နေရာရွှေ့ပေးမယ်ကျင်နဲ့လားမင်းကိုကြီးပြောပေးရမှာလားအခုလောက်တဲ့လူပြောပါအမေကယောဂတဲ့မဟုတ်လို့ပါဩအမေကမပြောပါနဲ့အခုလုံးတဲ့လူပြောပေးပါတဲ့ပြောပေးမယ်ဟုတ်အခုတို့မရပါမနေတာလေသူနဲ့ကြိုက်ထော်ကြိုက်ထူမောင်နှမကြိုက်ထူလားအဲ့ဟိုသားကျင်လာလားအပီးသွားမလားသွားလိုက်ပြန်လိုက်မရဘူးလေမန္တလေးကနေအဲ့ဟိုအပီးသွားမလားသွားလိုက်ပြန်လိုက်လို့ချင်တာလားအကိုကြီးထားတဲ့နေရာကိုနေမှာကျွန်တော်သူ့ကိုယူချစ်တယ်လေလားသူကအကိုရင်းနေရလေးနေရရန်ကုန်လည်းကဲဟုတ်ပါပြီတို့တိုင်ပင်မယ်နော်တိုင်ပင်ပေးမယ်ဟုတ်တယ်မလားကဲမင်းကဆရာမကြီးပြောတယ်ဒီသစ်ပင်မှာအုံးမင်တွေ့တယ်အုံးမင်မှာနေတယ်လို့ပြောနေတယ်လို့ဆရာမကြီးကပြောတယ်ဦးမင်းကလည်းဝင်လာပြီးတော့ဒီအုံးမင်မဲ့နေလားဆရာမကြီးကတော့မသိဘူးလေစိုက်ပါရမသိဘူးပေါ့နော်ဒီဂိုင်းတဂိုင်းလေးပါပါနောက်ဖက်ဂိုင်းလေးမှာနေရတာပါအမေစားလည်းမရှိဖြစ်နေရအုံးမင်တော့အုံးမင်သူအစင်မပြေဘူးပေါ့နော်အဲ့လိုပြောတာပါနော်တခါတိုက်တခါသူကပွဲချင်းကြီးဆိုတာလည်းပွဲချင်းကြီးကဲအဲ့ဆိုလို့ရှိရင်ဆရာမကြီးတို့တိုင်ပင်ပြီးတော့ဆွေးနွေးပြီးတော့မှလုပ်ပေးမယ်နော်မင်းကျင်တဲ့တော့ကဲကောင်းဖို့ပြန်မယ်နော်ဆရာမကြီးဒီကပုဂ္ဂိုလ်နဲ့ထုတ်ပေးပါမယ်နော်ဟုတ်ကဲ့ဗျာဟာကိုမြင့်ရှိဖေးပါဗျာကိုညီပြီးတော့ဖို့ပေးပါမန္တလေးကိုပြန်ပြီးဖေးကြီးနေပြီပါအဖေကြီးအချုပ်နေပြီပါမန္တလေးဆိုတာအဖေကြီးစောက်ရှောက်ပေးပါဖေးလမ်းမှာအစီအတာအနှောက်ရှေ့အရိုက်နဲ့မရှိအောင်အဖေကြီးတို့ကိုညီပေးပါ